ကလင်နာဆိုင်ကလေးတစ်ချက်ကြည့်တာနော်ပထမပတ်ဝ50နဲ့ထွက်လာတာ50နဲ့အောက်မှာတပင်ချ2ပင်ချ3ပင်ချအောက်မှာ3လုံးကိုထွက်လာလေဒါပထမအပတ်နော်အခုဒုတိယအပတ်မှာလည်းထပ်ကြည့်50နဲ့ထပ်ထွက်တယ်နော်50နဲ့ထပ်ထွက်တယ်အေးရဲ့အပင်ချမှာဒီနေ့3ပင်ချမှာ3မှုထပ်ထွက်တယ်နော်3မှုထပ်ထွက်တယ်ဒီအောင်လေးကြည့်အောင်ပထမအပတ်မှာလည်းစိုက်ကလေးပြနော်စိုက်ကလေးပြနော်စိုက်ကလေးကိုကြည့်50နဲ့ထွက်တယ်နော်ပထမပိုင်းမှာ1 2 3ပင်ချမှာ3မှုလို့ထပ်ထွက်တယ်နော်အေးအပေါ်က50နဲ့လို့ထွက်ရပြီးရတယ်2 9လို့ထွက်တယ်အေး3ပင်ချမှာနေကင်းပွဲမှာလည်း2 9လို့ထပ်ထွက်တယ်နော်2 9လို့ထွက်တယ်နော်မနော်50နဲ့အပေါ်က2 9ပြန်ကြတယ်3မှုကြာပြီးတယ်နော်နောက်ပြီးအေး50နဲ့အပေါ်ကညင်းနေပိုင်း3 6ကဒီမှာကြည့်2 9ထွက်ပြန်တယ်60ဆိုပြန်ကြရနော်60ဆိုပြန်ကြရနော်အခုလည်းကြည့်52လို့ဒီ52လို့ထွက်ပြီးရတယ်ဒီနဲ့3ပင်ကြမှာ3မှုလို့ကြားတယ်အေး52လို့ထွက်ပြီးတိုင်းမှာသူ့ရဲ့အပေါ်မှာ3လေးရှိတယ်ဒီလိုမှုကြမလား50နဲ့2 9နော်အမှ50နဲ့နော်2 9ကြာ2 9ဒီမှာကြည့်3မှုကြာနော်2 9ပြန်ကြာနော်နောက်ပြီးရင်ဒီဘက်မှာလည်း50နဲ့လို့ကြာတယ်နော်50နဲ့နော်50နဲ့လို့ကြာတယ်ဒီနဲ့3ပင်ကြာမှာ3လုံးကြာနော်အေးအခု52လို့ခေါ်လိုက်တိုင်း3လေးနေကင်းပွဲမှာလည်း3လေးတစ်ခွက်ကောင်းဒါဆိုရင်ညနေပွဲကိုလည်းတစ်ခါတက်ပြောမယ်ညနေပွဲကို81တစ်ခွက်ကောင်းနော်တစ်ခါတည်းခေါ်လိုက်တာနော်သူပေးမယ်ဆိုရင်တော့ဒီနေကင်းပွဲကို34တစ်ခွက်ကောင်းမယ်နော်34တစ်ခွက်ကောင်းမယ်နော်